ရှေးဥစွာဘုရားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့မှာတော့ငါ့ကိုချစ်တော်သူဆိုတဲ့ခေါင်းစဉ်လေးနဲ့ဝေမျှခွန်အားပေးခြင်းပါတယ်ယုံကြည်သူတွေရဲ့အသက်တာမှာဘုရားခင်ကိုချစ်ရမယ်ဆိုတာသိတော်လဲဘုရားခင်နေရာမှာအခြားအရာများကိုအစားထိုးပြီးချစ်နေကြတာကိုတွေ့ရပါတယ်နှုတ်ခမ်းပြားကတော့ဘုရားခင်ကိုချစ်တယ်လို့ပြောပြီးလက်တွေ့အသက်ရှင်မှုမှာတော့ဘုရားခင်ရဲ့မျက်နှာပြတ်အောင်အသက်ရှင်နေကြတယ်ဘုရားခင်ကိုအမှန်တကယ်ချစ်တယ်ဆိုရင်ယုံကြည်ခြင်းအမိန့်နာခံခြင်းရှိဖို့လိုအပ်ပါတယ်။ဖျားခင်အပေါ်ယုံကြည်ခြင်းနာခံခြင်းမရှိတဲ့သူကမိမိကိုယ်ကိုလှည့်စားနေသောသူဖြစ်ပါတယ်။ထိုနည်းတူစွာဖျားခင်ကိုချစ်တယ်လို့ပြောပြီးလူသားအချင်းချင်းကိုမချစ်နိုင်တဲ့သူကဖျားခင်ကိုချစ်အောင်ဆောင်တဲ့သူလည်းဖြစ်ပါတယ်။တုတ်တန်ကြံခန်းကြီးရှေ့အငယ်၁၉ငါ့ကိုချစ်သောသူတို့ကိုငါချစ်၏ငါ့ကိုကြိုးစား၍ရှာသောသူတို့သည်တွေ့တတ်ကြ၏။ဖျားခင်ကိုချစ်တဲ့သူအားဖျားခင်ကပြန်ချစ်ပါတယ်။ဒီပြင်ထိုသူအပေါ်မှာအခြားသောသူများနဲ့မတူဘဲဖျားခင်ရဲ့ပြင်ဆင်ပေးမှုကိုအထူးခံစားရမှာဖြစ်ပါတယ်။ဖျားခင်ရဲ့ပြင်ဆင်ပေးမှုကိုလူမျက်စိနဲ့မမြင်နားနဲ့လည်းမကြားစိတ်နှလုံးနဲ့တောင်မကြံစီရသေးဘူး။ယုံကြည်ခြင်းနဲ့မျှော်လင့်နိုင်ပါတယ်။ထိုကဲ့သို့ကောင်းကြီးများစွာကိုဖျားခင်ကိုချစ်တဲ့သူအပေါ်မှာတွန်းလောင်းကောင်းကြီးပေးမှာဖြစ်ပါတယ်။ဖျားခင်ကိုချစ်တဲ့သူအတွက်အကောင်းဆုံးဖြစ်စေဖို့ခတ်သိမ်းသောအရာကိုဖျားခင်ဖန်တီးပေးမှာဖြစ်ပါတယ်။ယောမခန်းကြီးရှေ့အငယ်28ဖျားခင်ကိုချစ်သောသူတည်းဟုသောကြံစီတော်မူခြင်းအတိုင်းခေါ်တော်မူသောသူတို့၏အကျိုးကိုခတ်သိမ်းသောအရာတို့သည်တညီတညွတ်ထဲပြုစုကြသည်ကိုငါတို့သိကြ၏ဖျားခင်ကိုချစ်တဲ့သားသမီးများရဲ့အကျိုးကိုပြုစုတဲ့အခါမှာမြေကြီးသားတွေနားလည်နိုင်ကြမှာမဟုတ်ပါဘူးယောသက်ကသူ့အကူများရဲ့ရောင်းစားမှုကြောင့်အေဂုတုပြည်မှာကျွန်အနေနဲ့ရောက်သွားခဲ့ပါတယ်ဒါတွေမကသေးပါဘူးထောင်ထဲမှာလှောင်ထားခြင်းကိုလည်းခံရပြန်တယ်ထိုအချိန်အထိယောသက်ဟာထာဝရဘုရားကိုချစ်တဲ့စိတ်မလျော့သွားပါဘူးပြဿနာနဲ့ဒုက္ခတွေရဲ့ကြားထဲမှာနှလုံးသားဟာထာဝရဘုရားကိုချစ်နေသေးပါပဲထာဝရဘုရားကိုချစ်တဲ့စိတ်ပြတ်ပြားသွားအောင်ယောသက်ကိုဘယ်ဒုက္ခပြဿနာအခက်ခဲကမှမလွှမ်းမိုးနိုင်ဘူးယောသက်ဟာထိုအမှုရာရဲ့အဆုံးမှာဖျားခင်ရဲ့ချီးမြှောက်ခြင်းကိုခံစားရပါတယ်ဖျားခင်ကိုချစ်တဲ့ယောသက်အတွက်တွေ့ကြုံရတဲ့အရာအလုံးဟာသူ့ကိုချီးမြှောက်ဖို့ပဲဖြစ်သွားပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေနေ့စဉ်တွေ့ကြုံနေရတဲ့ဒုက္ခပြဿနာတွေကအရေးမကြီးပါဘူး။ဒီဒုက္ခပြဿနာအခက်အခဲတွေရဲ့နောက်ွယ်မှာဖျားခင်ကိုချစ်တဲ့စိတ်ရှိမရှိကအရေးကြီးပါတယ်။သင်ဖျားခင်ကိုချစ်တဲ့စိတ်ရှိရင်သင်တွေ့ကြုံနေရတဲ့အရာတွေဟာသင်အကျိုးအတွက်ဖြစ်သွားမှာဖြစ်ပါတယ်။ဖျားခင်ကိုချစ်တဲ့စိတ်မရှိရင်တော့သင်တွေ့ကြုံနေရတဲ့အရာတွေကသင်အတွက်အကျိုးရှိမှာမဟုတ်ပါဘူး။ဖျားခင်ကိုချစ်တဲ့စိတ်ရှိမရှိကသင်ရဲ့ဘဝရှေ့ရေးကိုအများကြီးအဆုံးဖြတ်ပေးသွားမှာဖြစ်ကြောင်းနှုတ်ကပတ်တော်အဖြစ်ဝေမျှတိုက်တွန်းနှိုးဆော်ခွန်အားပေးပါတယ်။အရောက်တိုင်းကိုဖျားခင်ကောင်းချီးပေးပါစေ။